ဆိုရအဖွဲ့ဝင်တွေကိုပြောရမယ်ဆိုလို့ရှိရင်ကိုနဲ့သက်ဆိုင်တဲ့တာဝန်တွေကိုကြည်ပြွန်ရလားကိုတာဝန်တွေကြည်ပြွန်တဲ့နေရာမှာအမြင်ကျဲကျဲနဲ့ကြည်ပြွန်အောင်ထပ်ဆောင်နေရလားငါဌာနအောင်မြင်ပြီးရောငါအလုပ်လုပ်လို့ရရင်ပြီးရောကျန်တဲ့လူတွေဘယ်လိုဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ကျမတို့လုပ်လို့မဖြစ်ပါဘူးဒီတော့အမြင်ကျဲမှုတာဝန်ကျဲမှုအင်ပတာမှာအရေးကြီးပါတယ်အစိုးရဘက်ကတာဝန်မကျဲလို့ရှိရင်အမြင်မကျဲလို့ရှိရင်ပြည်သူတွေဘက်ကဘယ်လိုလုပ်တာဝန်ကျဲမလဲဘယ်လိုလုပ်အမြင်ကျဲမှာလဲအမြင်မကျဲဘူးဆိုလို့ရှိရင်ငြင်းကြမှုရဖို့ဆိုတာအင်ပတာမှာခက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ငြင်းကြရဲ့အခြေခံဟာတဦးနဲ့တဦးလေးစားခြင်းတဦးပေါ်တဦးနားလည်မှုရှိခြင်းပဲဖြစ်ပါတယ်ဒီလိုနားလည်မှုတွေလေးစားမှုတွေဆိုတာအမြင်ကျဲတဲ့ပုဂ္ဂိုလ်တွေမှပြုစုပြောထောင်နိုင်တဲ့စိတ်ထားတွေဖြစ်ပါတယ်ငါသာမှန်တယ်ငါကသာသိတယ်ငါကသာတတ်တယ်ငါကသာလုံနိုင်တယ်ဆိုတဲ့စိတ်ကြီးရှိတဲ့ပုဂ္ဂိုလ်များဟာအမြင်ကျင်းတဲ့ပုဂ္ဂိုလ်များပါပဲဒီလိုအမြင်ကျင်းတဲ့ပုဂ္ဂိုလ်များဟာအခြားပုဂ္ဂိုလ်တွေရဲ့ခံစားချက်တွေဆန္ဒတွေစိုးရိမ်မှုတွေမျှော်လင့်ချက်တွေကိုဘယ်တော့မှနားလည်နိုင်မှာမဟုတ်ပါဘူးဒီလိုနားလည်မှုမရှိနိုင်ရင်ကျမတို့နိုင်ငံရဲ့ညီညွတ်ရေးအတွက်ကျမတို့နိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက်ကျမတို့နိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအောင်မြင်ရေးအတွက်ထိထိရောက်ရောက်လုပ်ပေးနိုင်မှာမဟုတ်ပါဘူးကျမစောစောကပြောသားသလိုကျေးဇူးတရားဆိုတာတော့ကျမတို့နိုင်ငံလွတ်လပ်အောင်လုပ်ပေးခဲ့တဲ့ပြည်သူပြည်သားများခေါင်းဆောင်ကြီးများအပေါ်မှာထားတဲ့ကျေးဇူးတရားသစ္စာတရားဆိုတာတော့ကျမတို့နိုင်ငံပေါ်မှာဒီမကဘူးကိုယ့်အပေါ်မှာကိုထားတဲ့သစ္စာတရားကိုယ့်အပေါ်မှာကိုသစ္စာစောင့်နေဆိုတာဟာကိုယ့်တာဝန်ကိုကြည်ပြအောင်လုပ်တာပဲဖြစ်ပါတယ်ကိုယ့်တာဝန်ကိုမကြည်ပြတဲ့သူဟာကိုယ့်အပေါ်မှာကိုယ့်အပေါ်မှာကိုသစ္စာမရှိတာရောက်ပါတယ်နောက်တော့စေတနာမေတ္တာဆိုတာတော့ကျမတို့ရဲ့ပြည်သူပြည်သားများအားလုံးပေါ်မှာမေတ္တာထားရမယ်စေတနာထားရမယ်ဒီမိုကရေစီရဲ့သဘောတဘာဝအရာအတိုက်ခံဆိုတာရှိတာပဲဒီတော့ခုနကသစ္စာတရားဆိုတာကိုယ့်ပေါ်မှာကိုယ့်တာဝန်ကိုကြည်ပြအောင်လုပ်ရုံနဲ့မကကိုလုပ်တဲ့ကိစ္စတွေဟာဂုဏ်သိက္ခာရှိလုပ်ဖို့လည်းအရေးကြီးပါတယ်ဂုဏ်သိက္ခာမရှိတဲ့အလုပ်တွေလုပ်တယ်ဆိုတာကိုယ့်ပေါ်မှာကိုသစ္စာမဲ့တာပဲဘာဖြစ်လို့လဲဆိုတော့ကိုယ်သိက္ခာကျသွားတယ်ဆိုတာဟာကိုယ်ကိုထိခိုက်ပါတယ်ဒါကြောင့်ကျမတို့ဒီမိုကရေစီစနစ်အတွင်းမှာဆိုလို့ရှိရင်တယောက်ကိုတယောက်လေးစားမှုဟာအင်မတန်မှအရေးကြီးပါတယ်မတူညီတဲ့သဘောတရားတွေရှိပေမဲ့လည်းလေးစားသိက္ခာရှိဆက်ဆံနိုင်မှုဟာအင်မတန်အရေးကြီးပါတယ်ကျမတို့ပြည်သူပြည်သားအားလုံးပေါ်မှာမေတ္တာစေတနာထားမယ်ဆိုလို့ရှိရင်ကိုယ်နဲ့အမြင်မတူတဲ့သူတွေပေါ်မှာလည်းမေတ္တာစေတနာထားဖို့ဟာလိုလာပါတယ်အမြင်မတူခြင်းဟာကောင်းပါတယ်အားလုံးဟာတပုံစံနဲ့စဉ်းစားမယ်တပုံစံနဲ့ပဲတွေးမယ်ဆိုရင်တကယ်တော့ဒါဒီမိုကရေစီရဲ့အနှစ်သာရနဲ့မကိုက်ညီပါဘူးဒါတသွေးတန်တမိတ်ပေါ့နော်တသွေးတန်တမိတ်ဆိုတာဒီမိုကရေစီမဟုတ်ပါဘူးဒီမိုကရေစီကတသွေးတဲ့တသားတဲ့ဖြစ်ဖို့ဆိုတာကောင်းပါတယ်တတန်နဲ့ထွက်ဖို့မလိုပါဘူးတမိတ်ဆိုတာလည်းလုံးဝကိုမတင်လျော်ပါဘူးဒီမိုကရေစီမှာဆိုရင်အတန်တွေမျိုးမျိုးထွက်ပြင်မဲ့လေအောက်ခြေအဖြစ်ကျမတို့ဟာတသွေးတဲ့တသားတဲ့ညီညွတ်မှုလိုပါတယ်ဒီတသွေးတဲ့တသားတဲ့ညီညွတ်မှုကနေထွက်လာတဲ့အတန်အမျိုးမျိုးကိုညှိနှိုင်းခြင်းဟာဒီမိုကရေစီရဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီလိုညှိလိုက်ပြီးတဲ့အခါမှာအမိတ်အရာမဟုတ်ဘဲနဲ့အားလုံးတော့လည်းမဖြစ်နိုင်ဘူးပေါ့နော်လူသဘာဝအရာအများစုရဲ့သဘောတူညီချက်အရာအဖြေတစ်ခုကိုဖော်ထုတ်ပြီးတော့အကောင့်တွေဖော်ဖို့ဆိုတာဟာဒီမိုကရေစီရဲ့ရိုးလေးလမ်းစဉ်ပဲဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီရိုးလေးလမ်းစဉ်ဆိုပေမဲ့လည်းရှောက်လို့ကတော့အင်မတန်မှခက်ခဲပါတယ်